ဒီနေ့တော့ကွန်ပျူတာ shutdown လုပ်နည်းကို beginner တွေအတွက်အလွယ်ဆုံးပုံစံနဲ့ပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါ။ shutdown ဆိုတာကွန်ပျူတာကိုစနစ်တကျပိတ်တာဖြစ်ပါတယ်။ကွန်ပျူတာအသုံးပြုတိုင်း shutdown လုပ်ပေးသင့်ပါတယ်။အခု shutdown လုပ်ကြည့်အောင်။ screen အောက်ဘက်ဘယ်ဘက်ထောင့်မှာရှိတဲ့ start button ပေါ်ကို mouse ကိုတင်ပါ။ပြီးရင် mouse ဘယ်ဘက်ခလုတ်ကိုတစ်ချက်နှိပ်ပါ။ မီနူလေးပေါ်လာပါလိမ့်မယ်။အဲ့ဒီမီနူထဲမှာpower ပုံလေးကိုရှာပါ power ပုံလေးပေါ်ကို mouse ကိုတင်ပြီး mouse ဘယ်ဘက်ခလုတ်နဲ့တစ်ချက်နှိပ်ပါ shutdown ဆိုတဲ့စာပေါ်လာပါလိမ့်မယ် mouse ဘယ်ဘက်ခလုတ်နဲ့တစ်ချက်ထပ်နှိပ်ပါအခုဆိုကွန်ပျူတာကဖြည်းဖြည်းချင်းပိတ်သွားပါလိမ့်မယ်ကွန်ပျူတာကိုတိုက်ရိုက်မီးဖြုတ်ပြီးမပိတ်သင့်ပါဘူးအဲ့ဒီလိုလုပ်ရင် error ဖြစ်နိုင်ပါတယ်ဒါကြောင့် start မီနူကနေ shutdown လုပ်တဲ့အကျင့်ကိုလုပ်ထားတာကောင်းပါတယ်beginner တွေအတွက်အလွယ်ဆုံးကွန်ပျူတာပညာတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ follow လုပ်ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်